နေ့မှာတော့ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ကောင်မလေးအကြောင်းကိုတက်ဆက်ပေးဆောင်ရဖြစ်ပါတယ်ကြည့်ကြကြရအောင်အဖိုးကသမီးကျောင်းသွားရမယ်နော်ငယ်ဒီနေ့မှကျောင်းသွားတတ်တာဆိုတော့ကျောင်းမှာလည်းသူများရင်လည်းတက်တက်ပြနေအောင်နော်ဟုတ်ကဲ့ပါအဖိုးရဲ့သွားရမယ်ကိုယ်ကစပိန်နဲ့စီးပြီးတော့သွားရမယ်သူများရောက်နေကြရတာမသိဘူးကျောင်းနောက်ကြရမှာပဲအခုမှဒီမျိုးပြောင်းလာဆိုတော့ကျောင်းကြီးလမ်းလျှောက်နေကျောင်းရလေလိုက်စပိန်ကိုဒီဘက်မှာရက်လိုက်မယ်ကဲရောက်ပြီငါကြတော့အောက်ဆုံးအထက်မှာနေရမှာဆိုတော့အပေါ်တက်တည်တာတက်ကြည့်တော့မရမိုးသေးရလည်းရှိတယ်ထိုင်ကုန်ကနေရသွားယူမရမယ်ကဲဒီစာလေးကိုလိုက်ရေးကြโอเคပါပြီးတော့သူကစာလဲတော်တယ်ဒီနေ့ကျောင်းသူလေးအစ်ရောက်တယ်နော်သူကအရှိထွက်ခွင့်ပါအောင်ကျောင်းသူလေးအစ်ဟုတ်ကဲ့ဆရာနမည်လေးမိတ်ဆက်ပေးလာအောင်ဆရာဒီမှာစာလေးရေးလောက်မယ်သမီးနာမည်ကယူမှာကဲပါဆရာတော့ကဲပုတ်ချလိုက်တာကတော့လိုက်ပါမယ်ဆရာဒီပုတ်တော့အင်္ဂါကြော်ရမှာပဲဖိုးကပြောထားတောင်းဆုံးခါမပေါင်းနဲ့လေခန်းလေးပဲပေါက်လိုက်တော့ကဲငါလည်းပေါက်လို့ပြီးပြီဆိုတော့သွားလိုက်ပါဦးမယ်သူများရဲ့အိမ်နေကြတာဖုန်းနဲ့လည်းကြည့်နေကြဆရာစာတင်နေအောင်ပြောရပဲလိုက်နေထောက်မှရမယ်အကြောင်းတော့ဆင်းပြီပဲဒီ channel ရမောင်စရန်သွားလိုက်ပါအောင်မယ်ဆရာချင်းကုန်ရလားမသိကဲငါဘာပုံးလေးဝင်ကောင်းမလဲဒီလိုလိုက်တော့မယ်ကျောင်းမှာတရားရနေကြည့်ပဲရှိရငါတန်းရဘဲမှမသွားကြဘူးသူတို့ဆိုသွားကြဘဲလည်းမသိဘူးငါစမ်းဆက်ပေးလိုက်ပါအောင်မယ်ယောက်ျားလေးအုပ်စုတွေပါမယ်ငါလေးဆိုတော့နှစ်ယောက်ဖိပါစားလိုက်ပါအောင်မယ်ချွေတဲ့တက်လို့ကောင်းလိုက်ကျောင်းဆင်းပြီကဲကျောင်းအောင်ဆင်းပြီဆိုတော့ငါအိမ်ပြန်တော့မယ်ညတော့တော်မိုးချုပ်သွားပြီအိမ်သာတော့ကျောင်းမှာပြီးအောင်လုပ်ရင်းနဲ့တော်မိုးချုပ်သွားတော်လေးကျောင်းပိတ်ပြီးတော့ငါကျောင်းဆက်တဲ့အချိန်ရမယ်ကျောင်းပိတ်မဲ့အချိန်နဲ့တူတာစနေတနင်္ဂနွေရောက်တော့မှာပဲတပတ်ခါကြာစနေတနင်္ဂနွေရောက်ပြီနောက်ထပ်တစ်ရက်ပဲတက်ရအောင်မယ်ကျောင်းမပြောတော့ကိုယ်တငယ်ချင်းတွေမရသေးဘူးတငယ်ချင်းတွေဘယ်လိုရအောင်မသိဘူးအဖိုးတော့စောင့်နေပြီလားမသိဘူးအဖိုးအနာမှာပဲထိုင်းနေမှာပေါ့အဖိုးမြေပြန်လာပြီလားကဲပြန်လာပြီဒီချိုးလေဟုတ်ကဲ့ဒီငါရေးချိုးလိုက်ဦးမယ်ဒီချိုးပြီးသွားရင်အဖိုးနဲ့တူထမင်းစားပြီးရင်
ငါခင်းရင်းနဲ့ဆော့ပြီးသွားလို့ရှိရင်အိတ်တော့မယ်ဖိုးစီတော့မယ်ပြီးသွားဆိုအဖိုးစီလည်းတွားလိုက်ပါအောင်မယ်အဖိုးချမဲစားမယ်လေအေးမြင်တော့ဟာโอเคပို့လုပ်လိုက်မယ်စားလို့အောင်ပြီးသားပြီပဲအဖိုးရေသွားပြီနော်သွားရတော့မယ်အေးသွားတဲ့တယ်လေလေးနဲ့ဆော့လိုက်ပါအောင်မယ်ဟုတ်ပြီကဲအိပ်ပြီးကဲငါမီလေးအိပ်ပြီးလားမသိဘူးတက်ကြည့်အောင်ပါပဲငါမီလေးအိပ်ရင်တော့ငါလည်းအိပ်တော့အိပ်သူ့ငယ်ရှိတော့ဆိုရင်ထက်တောင်ငါတို့မိသားစုပူတော့ကောင်းတယ်အခုငါတယောက်ထဲအိပ်ရတယ်ကဲပတ်ဝန်းရပြီပတ်တူလေးကြည့်ရတော့ရင်ကို channel ကို subscribe like and subscribe လုပ်ပေးခဲ့ကြပါအောင်တတန်